ခုနှစ်ဝါကောင်လဆန်း9 ရက်2025 ခုနှစ်9 လပိုင်း31 ရက်ဇာသပတေးနေ့နန္ဒခေအခါကာလမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ပင်စာရွှေချောင်းသစ္စာရွှေစီကျောင်းတိုက်တွင်မှာ9 ကြိမ်မြောက်ဆင်းရဲကျင်းပကြတဲ့ဝါတွင်ကာလ9 ရက်တာတတိပဋ္ဌာန်ဘာဝနာပွားများကြတဲ့တရားစခန်းပွဲဒီနေ့9 ရက်စေလို့ခဏနေရင်အာယုံဆုံးလေးစပြီးတော့အိမ်ပြန်ညနော်အိမ်ပြန်ကြမဲ့ယောဂီတို့အတွက်ဒီတတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ကင်းပြီးတော့နေရင်ကိုယ့်ရဲ့အခြေအနေကဘယ်အနေအထားကိုဆက်ရောက်သွားမလဲတတိပဋ္ဌာန်ဘာဝနာတရားမကင်းကွာပဲနဲ့ပွားများအထုတ်ပြီးတော့ဘဝရဲ့လက်ကျန်အခြေအနေမှာနေထိုင်သွားနိုင်မယ်ဆိုရင်တော့ဘယ်လိုမြတ်နိုးဝယ်ကောင်းတယ်လဲဆိုတာလေးကိုဒီတတိပဋ္ဌာန်တရားမြတ်စွာဘုရားဟောခဲ့တဲ့ကုရုတိုင်ကမ္မတဓမ္မနေကုံးရွာဆိုတာဒီတတိပဋ္ဌာန်သုတ်တန်ကြီးကိုမြတ်စွာဘုရားဟောခဲ့တဲ့နေရာအဲ့ဒီကမ္မတဓမ္မနေကုံးရွာသူရွာသားတွေကတတိပဋ္ဌာန်တရားမပွားများကြတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာဘယ်လိုမြင်သလဲတတိပဋ္ဌာန်တရားပွားများကြတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာဘယ်လိုမြင်သလဲတဲ့သူတို့ရဲ့အမြင်လေး5 မျိုးကိုဒီမှာတတိပဋ္ဌာန်သုတ်တန်ကြီးကိုအသေးစိတ်ဖွင့်ဆိုတဲ့အထက်ကရာထဲမှာဖော်ပြထားတာတွေ့ရတယ်စကား5 ခွန်းပေါ့နော်ကဲ့ရဲ့တဲ့စကား2 ခွန်းရယ်ချီးမွမ်းတဲ့စကား5 ခွန်းရယ်အဲ့ဒါလေးကအလွန်မှပြောစရာကောင်းနားထောင်ဘူးစရာကောင်းအဲ့ဒါလေးကိုဘုံဘုံတို့ယောဂီများအတွက်နှုတ်ဆက်တရားအနေနဲ့ဟောမယ်ပြီးတော့ဘုံဘုံတို့တရားစခန်းဝယ်စတဲ့နေ့25 ရက်9 လ2025 ခုနှစ်အဲ့ဒီနေ့ရောက်လာကြတဲ့ယောဂီတွေညနေပိုင်းမှာယောဂီများအာဟာရကုသိုလ်ပြုကြတဲ့နောက်ပြီးတော့ဒီ31 ရက်နေ့ဒီနေ့မနေ့ခင်ယောဂီများအတွက်အာဟာရဒါနပြုထားတယ်အဖွင့်ရက်နဲ့အပိတ်ရက်ပေါ့အဲ့ဒါကိုလည်းပဲတရက်စာလှူဒန်းကြတယ်ဗမာပြည်ကလူတွေကတော့စွန့်လာကြရမှာသူတို့ကလှူခြင်းကြတာများတာဆိုတော့အဲ့ဒီရက်မှာများသောအားဖြင့်အလှရှင်တွေကတိတ်ပြီးတော့လှူဖို့စိတ်မဝင်စားကြဘူးပေါ့နော်ဒါပေမဲ့စခန်းပွဲတိုင်းအဲ့ဒီရက်တွေမှာတော့အလှရှင်ကရှိပါတယ်ဘယ်ကလူတွေလှူကြတာတော့ဆိုတော့နိုင်ငံရဲ့ခြားရောက်နေကြတဲ့လူတွေကလှူကြတာအဲ့ဒါအခုလည်းပဲအလှရှင်ဟာအမေရိကလီဝင်းကိုရည်စူးပြီးတော့မမီမီကောင်းမှုတဲ့အဲ့ဒါကိုလည်းပဲစွမ်းအနုမောဒနာတရားအနေနဲ့ဟောတယ်လို့လည်းပဲဒီလိုလည်းပဲပေါင်းပြီးတော့မှတ်ရမယ်ပေါ့နော်အဲ့တော့စောစောကစကားလေးကိုပြန်ပြီးတော့ဆက်ရအောင်အခုယောဂီတို့9 ရက်တာစိတ်ထဲမှာအချိန်တော်တော်များများနေရာယူခဲ့တဲ့လုပ်ငန်းစဉ်ကကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဒလဇတ်ဖြစ်နေတဲ့ယုံနာသဘာဝတရားတွေရဲ့ပုံမှာအမှန်တိုင်းသိပြီးတော့နေတဲ့အလုပ်ထပ်ဖြစ်တဲ့သဘာဝတရားကိုထပ်ပြီးတော့သိအောင်ကြိုးစားတာလို့အဲ့လိုလေးရိုးရှင်းနားလည်စေခြင်းနော်
မိမိတို့ကတိတိဖြစ်စေမတိတိဖြစ်စေသဘာဝတရားကတော့အရက်အဆိုင်မရှိအနာယူခြင်းမရှိဒလဇတ်ဖြစ်နေနော်ကိုယောဂီတို့ရဲ့စိတ်ထဲမှာအိမ်ပြန်ရတော့မှမို့စိတ်လှုပ်ရှားတာတို့ဘာတို့ရှိကောင်းရှိမယ်ဘလို့ချီနေပဲကိုယ်စိတ်ကဖြစ်နေသဘာဝတရားကတော့အကြောင်းအားလျော်စွာဖြစ်နေတာပဲအဲ့ဒီအကြောင်းအားလျော်စွာဆိုတာလေးကအလွန်မှအရာကျယ်တဲ့အခြေအနေလေးတစ်ခုပေါ့နော်အကြောင်းအားလျော်စွာကောင်းတာတွေရောဆိုးတာတွေရောစိတ်တိုင်းကြစရာတွေရောစိတ်တိုင်းမကြစရာတွေရောအမှတ်တမဲ့လေးလျူရှုလိုက်စရာတွေရောဖြစ်နေနော်အဲ့ဒီဖြစ်နေတဲ့သဘာဝတရားကိုဖြစ်နေတဲ့အတိုင်းလေးတတိယမှတ်တမ်းတင်ဉာဏ်ပညာကစီစစ်မှတ်တမ်းတင်ပြီးတော့စီစစ်တဲ့အလုပ်ကိုစင်စစ်မပြတ်ဖြစ်အောင်ဝရိယကထောက်ပံ့အဲ့ဒါကိုအာတာပိတမ္ပဇာနောတတိမာအဲ့ဒီလုပ်ငန်းစဉ်ကိုလုပ်မယ်ဆိုရင်စိတ်နှလုံးမှာအဲ့ဒီအလုပ်ကိုမလုပ်လျင်ဖြစ်နိုင်တဲ့အဘိဇ္ဇာနဲ့ဒေါမနတတဏှာဖြင့်လောဘနဲ့ဒေါသကိုပယ်ရှားပြီးတော့နေနိုင်တယ်တဲ့ပူလောင်ကြောင်းတရားပင်ပေါင်းကြောင်းတရားတွေကိုပယ်လိုက်တော့အေးချမ်းသွားတယ်တတ်တာသွားတယ်အဲ့ဒါလေးကိုဘဝတသက်တာမျက်မျက်နှုံနှုံဒီခန္ဓာမှာသတိလေးစိုက်ပြီးတော့နေတဲ့အလုပ်ကိုဘဝမှာတန်ဖိုးအရှိဆုံးအလုပ်လို့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဆက်ပြီးတော့လုပ်သွားမယ်လို့တန်ဋိဌာန်ချစေခြင်းနော်အဲ့ဒါလိုအလုပ်တွေကိုတန်ဖိုးရှိတဲ့အလုပ်တွေကိုတိတိယောက်ယောက်လုပ်နိုင်ဖို့အတွက်ဒီအလုပ်ကိုမလုပ်လို့ရှိရင်ဘလို့ဆိုးကျိုးတွေဖြစ်နိုင်တယ်လဲဒီအလုပ်ကိုလုပ်ရင်ဘလို့ကောင်းကျိုးတွေရနိုင်တယ်လဲဆိုတာကိုလည်းပဲနားလည်ရမယ်အဲ့ဒါ9ရက်လုံးလုံးဒီအလုပ်ကိုလုပ်ရင်ရရှိမဲ့အကျိုးကျေးဇူးပြောခဲ့နော်အဲ့ဒါယောဂီတို့ကတကယ်လို့ဉာဏ်ရှိတဲ့လူတွေဉာဏ်ထက်တဲ့လူတွေသာဖြစ်မယ်ဆိုရင်ဒီအလုပ်ကိုလုပ်ရင်ရမဲ့အကျိုးကျေးဇူးကိုပြောလိုက်တာနဲ့ဒီအလုပ်ကိုမလုပ်ရင်ရမဲ့အပြစ်ကိုလည်းပဲတခါတည်းပြောပြီးသားဖြစ်တယ်လို့သဘောပေါက်နိုင်တယ်အဓိပ္ပာယ်လေးကိုပြောင်းပြန်လေးလှန်လိုက်ပါနော်တတိပဋ္ဌာန်တရားကိုပွားများရင်စိတ်တွေတဖြည်းဖြည်းနဲ့ဖြူစင်တန့်ရှင်းသွားမယ်လို့ပြောတယ်တတိပဋ္ဌာန်တရားကိုမပွားများရင်တော့စိတ်တွေတဖြည်းဖြည်းနဲ့ညှဉ်းနွမ်းသွားမယ်စုပ်ပဲ့သွားမယ်ဟုတ်တယ်မဟုတ်လားတတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်တောကပရိဒေဝကိုလွန်မြောက်လိမ့်မယ်လို့ဟောတယ်တတိပဋ္ဌာန်တရားကိုမပွားများဘူးဆိုရင်တော့ဉာဏ်တုံးပြီးတော့အဲ့ဒါစိုးရိမ်နေရတာနဲ့ငိုနေရတာနဲ့ပဲဘဝပူပူလောင်လောင်အချိန်ကုန်သွားနော်တတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်ကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားကိုချုပ်ငြိမ်းသွားစေလိမ့်မယ်အဲ့ဒီလိုဆိုရင်တတိပဋ္ဌာန်တရားမပွားဘူးဆိုရင်တော့ဒုက္ခတွေဒေါမနတတွေပို့ပြီးတော့ကြီးထွားလာလိမ့်မယ်လို့ဒီလိုနားလည်လို့ရတယ်တတိပဋ္ဌာန်တရားကိုပွားများရင်ဉာဏ်အစဉ်စဉ်မြင့်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်တတိပဋ္ဌာန်တရားကိုမပွားများဘူးဆိုရင်တော့ဉာဏ်အစဉ်စဉ်မြင့်တက်เสียအကြောင်းမရှိဘူးဘောကဘာထူးခြားမှုမှမရှိဘဲနဲ့ဘယ်မှမရောက်ဘဲနဲ့ဒီနာပဲလဲခံတယ်ဟုတ်လားတနေ့လာလဲဒါတနေ့လာလဲလာဒီလိုနဲ့သိချင်းကြတော့သေပေါ့သေပြီးတော့လည်းပဲနားလည်မှုမရှိတဲ့အခါကျတော့ဘဝပေါ်မှာမမောမှုကဒင်းချမ်းပြီဖြစ်နေတော့နောက်ထပ်ဘဝတစ်ခုကံအားလျော်စွာဆက်ဖြစ်ပေါ့ဆက်ဖြစ်တဲ့ဘဝမှာလည်းဒီလိုပဲယုံရင်ကံရင်နဲ့အစဉ်ပြေးလိုက်မပြေးလိုက်နဲ့သွားပေါ့ပြီးတော့လည်းသေပေါ့အဲ့ဒါကိုပဲဘယ်မှမရောက်ဘူးလို့ပြောတာနော်ဘာဘူးလို့ဘယ်မှမရောက်တာတော့ဆိုတော့ဉာဏ်မဖြစ်လို့ဉာဏ်မဖြစ်တော့အငြိမ့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ဘူးနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်တော့ဒီဒုက္ခဆက်ကမရက်ဘူး
ဘယ်မှမရောက်ဘူးဆိုတာအဲ့ဒါကိုပြောတာနော်အခုအဲ့ဒါဘုံဘုံကထပ်ပြီးတော့သတိပဋ္ဌာန်တရားကိုပွားများရင်ကိုယ့်ရဲ့မုံမြတ်တဲ့အခြေအနေလေးကဘလောက်မျက်နှိုးစရာကောင်းတယ်လဲဆိုတာလေးကိုကမ္မတဓမ္မနေကုန်းရွာသားတွေရဲ့သတိပဋ္ဌာန်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာမြင်တဲ့အမြင်သတိပဋ္ဌာန်တရားကိုမပွားများရင်ကိုယ့်ရဲ့အခြေအနေဟာဘလောက်ဆိုးရုပ်နေသလဲဆိုတာကိုကမ္မတဓမ္မနေကုန်းရွာသားတွေရဲ့အမြင်လေး၅မျိုးစကားလေး၅ခွန်းအဲ့ဒါလေးကိုမှတ်စေခြင်းခဏခဏလည်းပြောဥပါတယ်ကြိုက်လေအလွန်ကြိုက်เสียကောင်းတယ်သူတို့ရဲ့အမြင်လေးကအဲ့ဒါကမ္မတဓမ္မနေကုန်းရွာသားတွေတဲ့အချင်းချင်းတွေ့ကြပြီရေခတ်တဲ့နေရာမှာဓမ္မမဟုတ်လူစုလူဝေးရှိတဲ့နေရာတွေတာရေးနာရေးတွေအဲ့ဒါလူစုလူဝေးဖြစ်ပြီးတွေ့ကြပြီဆိုရင်အချင်းချင်းမေးရတယ်တဲ့တတိပဋ္ဌာန်တရား၄ပါးတဲ့ကမင်းတို့ဘယ်တတိပဋ္ဌာန်များနော်ကြွကျင်ကျင်ပွားများနေကြတော့အဲ့ဒါလိုအမေးခံရတဲ့ပုဂ္ဂိုလ်ကတကယ်လို့များကျုပ်တော်ဗျာလှုပ်တွေရှုပ်နေရတယ်ဘယ်တတိပဋ္ဌာန်မှကိုမပွားများဖြစ်ပါဘူးလို့အကယ်၍များအဲ့ဒါလိုဖြေခဲ့မယ်ဆိုရင်သူ့ကိုစကားနှခွန်းဖြင့်ကဲ့ရဲ့တယ်တဲ့စကားနှခွန်းကဒီရထုတဝဇီဝိတံဇီဝမာနာပိတောမတတတိတာပထမစကားကွန်လေးကဒီရထုတဝဇီဝိတံတဝဇီဝိတံမင်းရဲ့အသက်ရှင်တန်ခြင်းဟာဒီရထုယွန်စရာကောင်းတယ်တဲ့ဟုတ်လားနော်မင်းအသက်ရှင်နေရတာကြီးယွန်စရာကြီးပါကွာလို့ပြောတယ်ယောဂီတို့ခံစားတတ်မလားမသိဘူးဘုံကတော့ဘလို့လေးဒီဒေသနာဒီသူတို့ရဲ့စကားလုံးလေးကိုဘလို့လေးခံစားမိတော့ဆိုတော့ဟုတ်တာပေါ့တတိပဋ္ဌာန်တရားမပါဘဲနဲ့တတိကင်းပြီးတော့နေရင်စိတ်ကြီးဟာရင်မှုမှုတွေမကျေနပ်မှုတွေနဲ့ယွန်စရာစိတ်တွေပဲဖြစ်ဟုတ်လားဆက်ဆုပ်စရာကောင်းတဲ့စိတ်တွေပဲဖြစ်အဲ့တော့ဘဝဆိုတာစိတ်ရဲ့အခြေအနေကိုပဲကြည့်ပြီးတော့ပြောကြရတာကိုကောင်းတဲ့စိတ်ဖြစ်နေရင်ဘဝကောင်းဆိုးတဲ့စိတ်ဖြစ်နေရင်ဘဝဆိုးယွန်စရာစိတ်တွေဖြစ်နေတော့ယွန်စရာဘဝပဲပေါ့ဟုတ်လားအဲ့ဒါသူတို့ပြောတဲ့စကားမလွန်ဘူးလို့ဒီလိုနားလည်ရမယ်နော်ဟုတ်တယ်တတိကင်းပြီးတော့နေရင်တော့ယွန်စရာစိတ်တွေပဲဖြစ်နေမှာယောဂီတို့ယွန်စရာစိတ်ကိုပြောတဲ့အခါမှာလေလက်တွေ့လေးခံစားမိစေခြင်းနဲ့တယောက်ယောက်ကိုယွန်းတာဟဲ့လို့ကျုပ်တို့စီမှာတော့အဲ့လိုပြောတဲ့အလေးထားရှိတယ်အဲ့ဒါဘုံတူလေးဆိုခဏခဏပြောတယ်ယွန်းတာရုပ်ပိုင်းဆိုင်ရာအစုဝေးကြီးကိုယွန်းတယ်လို့ရုပ်ပိုင်းဆိုင်ရာအစုဝေးကြီးကိုရည်ရွယ်ပြောတာမဟုတ်ဘူးသူ့စိတ်ကြီးကိုကြည့်ပြီးတော့ယွန်းတယ်လို့ပြောတာဟုတ်တယ်ဟုတ်လားနော်တချို့ဆိုရင်တရွေးတောင်ထွေးလိုက်သေးတယ်လူတယောက်တော်တော်ရုပ်ပြီဆိုလို့ရှိရင်ကျုပ်တို့စိတ်ထဲမှာဆက်ဆုပ်ယွန်းရှာတယ်နော်အဲ့ဒါလိုမျိုးမြန်ဖြစ်မယ်ဆိုရင်ဒီကမ္မတဓမ္မဒီကုန်းရွာသားတွေကိုအမှတ်ရငါဘာလို့ယွန်းတာတော့သူ့စိတ်ကြီးယွန်းစရာကြီးလို့ငါမြင်သွားလို့ယွန်းတာပေါ့အဲ့လိုဆိုလို့ရှိရင်ငါစိတ်ကြီးအဲ့လိုဖြစ်နေလေသူများယွန်းပါပဲလို့အဲ့လိုတွေးရမယ်ဒါကဘုံဘုံရဲ့စကားမဟုတ်ဘူးဒါရှင်မမောက္ကလန်ရဲ့စကားသူများယာကကြီးရင်သူများဒေါသကြီးရင်သူများမာနကြီးရင်သူများမနာလိုဝန်တိုမှုတွေများရင်ငါမကြိုက်တယ်လို့ငါလောဘဒေါသမမာနတွေကြီးရင်လည်းသူများကြိုက်မှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့လည်းပဲအဲ့ဒီစိတ်တွေမဖြစ်အောင်ကြိုးစားမယ်လို့စောင့်တည်ရမယ်တဲ့ယဟန်တွေကိုဟောတာအဲ့ဒါအရင်လက်တွေ့ကြတယ်လူဆိုတာသူများအထင်သေးတာကိုခံခြင်းဘူးသူများလေးစားတာတန်ဖိုးထားတာမျက်နှိုးတာကိုပဲခံခြင်းတယ်သူများမျက်နှိုးတာကိုရကျင်တယ်ဆိုရင်သူများမျက်နှိုးတိုက်တဲ့အရည်အသွေးကိုမှရှိရမယ်မျက်နှိုးတိုက်တဲ့အရည်အသွေးဆိုတာစိတ်ထားကောင်းတာကိုအဓိကပြောတာကိုချင်းစာကြည့်ပေါ့ကိုရောသူများကိုဘယ်အခြေအနေလေးကိုမျက်နှိုးတာတော့ကောင်းမွန်တဲ့စိတ်ထားလေးဖြစ်နေတဲ့အနေအထားလေးကိုမျက်နှိုးတာတော့ယုံညံ့တဲ့စိတ်ထားကြီးဖြစ်နေတဲ့အနေအထားမျိုးမှာမမျက်နှိုးနိုင်ဘူးဟုတ်လား
ဒါကြောင့်ယွန်းနေဆိုတဲ့သူတို့စကားလေးတတိပဋ္ဌာန်ကင်းနေတော့ဟုတ်တယ်ယွန်းစရာကောင်းတဲ့စိတ်ပဲဖြစ်နေမှာသူများလည်းကိုယွန်းမှာပဲအဲ့ဒါကိုလည်းပဲစစ်မှန်တဲ့ကျင့်တတ်မှုမရနိုင်ဘူးအထင်သေးတယ်မလေးစားနိုင်ဘူးတန်ဖိုးမထားနိုင်ဘူးကိုယ်စီမှာတန်ဖိုးထားတယ်တကယ်မရှိဘူးဆိုရင်ပေါ့ဟုတ်လားဒါကြောင့်ဒီစကားလေးကိုကြဲကြဲပြန့်ပြန့်ဘုံဘဝတော့မြင်မိစေခြင်းတယ်ပေါ့နော်ဒီရထုတဝဇီဝိတံမင်းရဲ့အသက်ရှင်တန်ခြင်းဟာယွန်းစရာကောင်းတယ်တဲ့နောက်ဒုတိယစကားပါပြောတော့ဇီဝမာနာပိတွန်မတတတိတာတွန်တင်သည်ဇီဝမာနာပိအသက်ရှင်တန်လည်းရှိပါတော့လည်းပဲမတတတိတာလူသေးကောင်နဲ့သာတူတယ်ရိုးရိုးလေးပြောရရင်မင်းဟာရှင်လေးနဲ့သေနေတဲ့အကောင်ဟွန်တတိပဋ္ဌာန်တရားအာမထုတ်တဲ့လူအဲ့လိုပြောတာလေနော်အဲ့ဒါတော့မင်းဟာရှင်လေးနဲ့သေနေတာကျတို့လောကမှာဘယ်လိုလူမျိုးကိုအဲ့လိုပြောကြတာအဲ့လိုပြောတဲ့အလေးအထားတော့ရှိတယ်နော်ဒီလူဟာရှင်လေးနဲ့သေသွားပြီတချို့ဆိုရင်လူသားရှင်နေမသေးသေးတာဘဝသေးနေပြီกว่าတချို့ပြောရတာရှိတယ်ဟုတ်လားအဲ့လိုဘဝသေးတယ်လို့ပြောတာတော့များသောအားဖြင့်ဂုံတိတ်ခါမဲ့တဲ့အလုပ်တွေကိုလုပ်မှများရင်လည်းဘဝသေးတယ်လို့ပြောကြတယ်နော်လူရတဲ့မှာအရှက်တကွဲအကျိုးနဲ့ဖြစ်တာလေဆိုသွားပြီဘဝသေးသွားပြီဘုရားကတော့အဲ့ဒီအမြင်ထက်ဘဝသေးတယ်ဆိုတာကိုတစ်ပင်လေးသေးတာနဲ့ရှင်ပြီးတော့တွေးကြည့်စေတယ်တစ်ပင်တစ်ပင်သေးသွားပြီဆိုရင်ဘာမှကြီးပွားမှုမရှိတော့တဖြည်းဖြည်းနဲ့ဆုတ်ယုတ်သွားတယ်ဟုတ်တယ်မဟုတ်လားတလူဝါမှာလည်းပဲတတိပဋ္ဌာန်တရားနဲ့ကင်းပြီးတော့နေမယ်ဆိုရင်အဲ့ဒီလူရဲ့စစ်မှန်တဲ့ကြီးပွားခြင်းတိုးတက်ခြင်းဟာရပ်ဆိုင်းသွားပြီနော်ဒါကြောင့်မွန်မြတ်တဲ့ဘက်မှာတိုးတက်နေဖို့ကြီးပွားနေဖို့ဘုန်းဘုန်းတို့ဘွားလေးဟာရှင်းသန်းနေဖို့လိုတယ်နော်မဟာမြိုင်ဆရာတော်ဘုရားကြီးပြောတာလေးတစ်ခုရှိတယ်တတိနဲ့မနေရင်လူဟာအသက်မဝင်ဘူးတဲ့လေးနဲ့တဲ့ဒီစကားကတတိလေးနဲ့နေမှကိုရှင်းသန်းနေတယ်လို့ခံစားရတာနောက်မရှင်ကိုယ့်ကိုဘာဖြစ်လို့ဖြစ်နေမှသိကိုမသိဘူးဝုရဝါဒနဲ့အဲ့ဒါလူသေးကောင်းသာသာပါပဲဒါကရှုထောင့်တစ်မျိုးကပြောတာနော်အပမာရောအမတံပဒံပမာရောမစ္ဆုနောပဒံတတိနဲ့နေခြင်းသည်မတရားနိဗ္ဗာန်ရခြင်း၏အကြောင်းတတိနဲ့မနေခြင်းသည်အဖန်ဖန်တရားခြင်း၏အကြောင်းအပမတ္ထာနမိယန္တိယေပမတ္ထာယထာမတ္တာတတိနဲ့နေတဲ့လူမသေးနိုင်ဘူးတတိနဲ့မနေတဲ့လူဟာအဖန်ဖန်တရားလိမ့်မယ်တနည်းအားဖြင့်လူသေးနဲ့တူတယ်ယေပမတ္ထာယထာမတ္တာတဲ့အဲ့ဒါတော့မြတ်စွာဘုရားရဲ့စကားလုံးတနည်းအားဖြင့်လည်းပဲနောက်နှစ်ပါးကတတိနဲ့မနေတဲ့လူတွေယုံညံ့တဲ့သေဆုံးခြင်းဖြင့်သေကြသလိုမျိုးတတိနဲ့နေတဲ့လူတွေအဲ့လိုမသေဘူးလို့ပြောတာအဲ့ဒါအဓိပ္ပာယ်နှစ်မျိုးထွက်တယ်တတိနဲ့နေရင်ရှင်းသန်းနေတဲ့လူတတိနဲ့မနေရင်သေနေတဲ့လူအဲ့လိုထိမြင်တာတော့မြတ်စွာဘုရားအစဘုံဘုံကအဲ့ဒီဂါထာလေးကိုအသေးစိတ်လေးပြောပြီးတော့နှုတ်ဆက်တရားလေးဟောမလို့အောင်မင်းတာဒီစကား၅ခုလေးကိုအပြောင်းလဲလေးဖြစ်အောင်ပြောဦးမှာပါဆိုတော့ပြောကြည့်တယ်နော်သဘောလဲကြလို့ပါဇီဝမာနာပိတွန်မတတတိတာမင်းဟာရှင်လဲနဲ့သေးနေတာတိုးတက်မှုမရှိလို့စစ်မှန်တဲ့တိုးတက်မှုမြင့်မြတ်တဲ့ဘက်မှာတိုးတက်မှုမရှိလို့ရှင်လဲနဲ့သေနေတာလို့ပြောတာလို့နားလည်ဖို့လိုသလိုထက်ခါသေဖို့လုပ်နေတာမင်းဟာထက်ခါသေဖို့လုပ်နေတာဟိုတုန်းကဘုံမဆုစာအုပ်လေးတဲ့စာလေးတဲ့ကြောင့်ချရေးဘူးတဲ့လောကမှာအလုတ်ကနှစ်မျိုးပဲရှိတာမသေးဖို့လုပ်တဲ့အလုပ်ရသေဖို့လုပ်တဲ့အလုပ်ရဒါပဲယောဂီများနားလည်နိုင်မလားမသိဘူးအဲ့ဒါတော့မသေးဖို့အလုပ်လုပ်နေတာရဲ့သေဖို့အလုပ်လုပ်နေတာရဲ့မသေးဖို့အလုပ်လုပ်တယ်ဆိုတာကိုယ်ခန္ဓာရဲ့အကြောင်းနားလည်အောင်သတိပဋ္ဌာန်တရားအစရှိတဲ့သူတော်ကောင်းတရားတွေကိုကြိုးစားတာအဲ့ဒါတစ်ချိန်ကျတော့မသေးရနိဗ္ဗာန်ရပြီးတော့သေတတ်တဲ့ဘဝရဲ့ပုံမှာနားလည်မှုတွေမြင့်မားပြီးတော့
တွေ့တာမမောမှုကင်းသွားတာနဲ့သိတတ်တဲ့ဘဝမရတော့ဘူးခိနာဇာတိဖြစ်ချင်းကုန်သွားပြီဒါကြောင့်နတ္ထိဒါနိပုဏ္ဏဘောနောက်ထပ်ဘဝဖြစ်เสียမရှိတော့ဘဝဖြစ်เสียမရှိဘူးဆိုရင်မသိရတော့ဘူးအဲ့ဒါသူတော်ကောင်းတရားအထုတ်တယ်ဆိုတာမသိဖို့အလုပ်လုပ်တာသူတော်ကောင်းတရားမလုပ်ဘူးသူတော်ကောင်းတရားနဲ့ကင်းကွာနေတယ်ဆိုရင်တော့အဲ့ဒါသိဖို့အလုပ်လုပ်တာသိဖို့အလုပ်လုပ်တယ်ဆိုတာဘာလို့ပြောအောင်ဆိုတော့ဘဝရာကြောင်းအလုပ်ပဲလုပ်နေတာတမင်တကာလုပ်တာမဟုတ်ဘူးအလိုလျောက်ဖြစ်နေတာအဲ့ဒါပရိစ္ဆေသမုပ္ပါအနုလောမဆိုတာအဲ့ဒါပဲအဝိဇ္ဇာဖြစ်เสียသင်္ခါရဘဝအကြောင်းအမှန်တိုင်းသိအောင်မလုပ်ဘူးသိအောင်လုပ်တော့မသိဘူးမသိတော့ဒါကိုမမောတယ်မမောတော့ရအောင်လုပ်တယ်ရအောင်လုပ်တော့ရတယ်ရတော့သိရတယ်သိဖို့လုပ်တယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်တယ်မဟုတ်လားအဲ့တော့ဒါလေးကဘုံကအလွန်ရတာရှိတယ်အဲ့ဒီလိုအတွေ့မျိုးလေးတွေနော်အလုပ်တွေအကုန်လုံးအသေးစိတ်ပိုင်းခြားဝေဖန်မယ်ဆိုရင်သူကဘာလုပ်တယ်သူကဘာလုပ်တယ်သူကအလုပ်နဲ့အကိုင်းနဲ့သူ့အလုပ်ကအစင်တန်းရှိတယ်သူကတော့အလုံးမြည်ကမတ္တပါပဲအစရှိတဲ့ဖြင့်အလုံးနဲ့ပတ်သက်ပြီးတော့ပြောကြတာလေဆုံးနိုင်ဘူးနော်ဒါပေမဲ့တကယ်စီစစ်လိုက်တဲ့အခါကျတော့ဗါတယ်တော့သေဖို့လုပ်တဲ့အလုံးနဲ့မသေဖို့လုပ်တဲ့အလုံးအဲ့ဒါသူတို့စကလုံးလေးနဲ့ရှင်ပြီးတော့တွေးကြည့်ဖို့ဘုံကပြောပြတာအဲ့ဒါတတိပဋ္ဌာန်တရားအာမထုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာသူတို့ရဲ့ကဲ့ရဲ့တဲ့စကားနှခွန်းအဲ့ဒါယောဂီများတတိကင်းပြီးတော့နေတဲ့အချိန်တိုင်းမှာကိုဒီစကလုံးလေးနှလုံးနဲ့ရှုံချပြီးတော့ငါဒီလိုမဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အာယူစေခြင်းလို့ဒီဟာလေးကိုပြောပြတယ်နော်ဒီရထုတဝဇီဝိတံမင်းရဲ့အသက်ရှင်တန်ခြင်းဟာယွန်စရာကောင်းတယ်ဇီဝမာနပိတောမတတတိတာမင်းဟာရှင်လျက်နဲ့သေနေတဲ့သူဒါကအာမထုတ်တဲ့ပုဂ္ဂိုလ်တွေကိုပြောတဲ့စကားနှစ်ခွန်းအာထုတ်တဲ့ပုဂ္ဂိုလ်တွေကိုပြောတဲ့စကားကြတော့သုံးခွန်းသူတို့ပြောတယ်တဲ့အဲ့ဒီစကားသုံးခွန်းပထမစကားကဘာပြောလို့ဆိုတော့တဝဇီဝိတံသူဇီဝိတံတဝဇီဝိတံမင်းရဲ့အသက်ရှင်တန်ခြင်းဒီသူဇီဝိတံကောင်းသောအသက်ရှင်တန်ခြင်းပဲမင်းလူဖြစ်ကျိုးနှက်လိုက်တာမင်းလူဘဝမှာရှင်သန်ရတာအလွန်ကောင်းတဲ့ရှင်သန်ခြင်းပဲနော်ဘဝရဲ့လက်ကျန်အချိန်တွေမှာဘယ်လိုလေးနေသွားမလဲလို့စဉ်းစားတဲ့အခါမှာဒီအကြောင်းအရာလေးကိုထည့်ပြီးတော့စဉ်းစားဘဝမှာအကောင်းဆုံးရှင်သန်ခြင်းဖြင့်ရှင်သန်သွားခြင်းလေဆိုရင်အဲ့ဒါသတိပဋ္ဌာန်တရားနဲ့နေဖို့ပဲရှိတယ်ကိုယ့်ကိုတဖြည်းဖြည်းနဲ့သဘောပေါက်လာမယ်ဩဒီလိုရှင်သန်ရတာနှစ်သာရရှိလိုက်တာတန်ဖိုးရှိလိုက်တာဆိုတာရသော်ဘုရားကိုနတ်သားတစ်ပါးမေးထားတဲ့မေခွန်း၄ခုထဲမှာကထံဇီဝိန်ဇီဝိတမဟုတိတ္ထကထံဇီဝိန်ဇီဝိတမဟုတိတ္ထလူဘဝမှာဘလို့ရှင်သန်ခြင်းဟာအကောင်းဆုံးရှင်သန်ခြင်းလေတစ်ချိန်ပြီးတစ်ချိန်ကုန်နေတယ်တရက်ပြီးတရက်ကုန်နေတယ်အသက်တွေတဖြည်းဖြည်းကြီးလာတယ်အဲ့ဒါရှင်သန်နေတာပေါ့နော်ဘလို့နီးနဲ့ရှင်သန်ရတာအကောင်းဆုံးလေဘလို့နီးနဲ့အချိန်ကုန်ရတာအကောင်းဆုံးလေဘလို့နီးနဲ့ဘဝမှာနေထိုင်ရတာအကောင်းဆုံးလေအဲ့တော့မြတ်စွာဘုရားပညာဇီဝိဇီဝိတမဟုတိတ္ထအမှန်သိပြီးတော့သဘာဝတရားတွေရဲ့အကြောင်းကိုနားလည်ပြီးတော့အဲ့ဒီနားလည်မှုပညာဆိုတာလေးနဲ့အသက်ရှင်သန်ရရင်အမြဲဆုံးအသက်ရှင်သန်ခြင်းပဲပညာဇီဝိဇီဝိတမဟုတိတ္ထအသက်ရှင်သန်ခြင်းအမျိုးမျိုးတွေမှာဘဝရဲ့အကြောင်းကိုသိပြီးတော့နားလည်ပြီးတော့အသက်ရှင်ရတာအကောင်းဆုံးပဲနော်ပိုင်ဆိုင်မှုတွေအများကြီးနဲ့ကြောကြားမှုတွေအများကြီးနဲ့ရှင်သန်ရတာအကောင်းဆုံးလို့ဘုရားမဟောပါဘူးနားလည်မှုတွေနဲ့ရှင်သန်ရတာအကောင်းဆုံးအဲ့ဒီနားလည်မှုကိုဘယ်ရာကဖြစ်စေမှာတော့ဆိုတော့တတိပဋ္ဌာန်ဘာဝနာပွားများခြင်းကဖြစ်စေမှာနော်ဒါကြောင့်သူတို့ပြောတဲ့စကားဟာဒေသနာနဲ့ညီတယ်လို့ဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်တဝါဇီဝိတံသူဇီဝိတံမင်းရဲ့အသက်ရှင်သန်ခြင်းဟာကောင်းလိုက်တာလို့ပြောတယ်နောက်ဒုတိယစကားတွန်နာမမနုဿတ္တံပတ္တာတွန်တင်သည်မနုဿတ္တံပတ္တာလူဖြစ်သို့ရောက်သည်မြည်၏နော်တတိပဋ္ဌာန်တရားပွားများမှာလူနဲ့တူတဲ့လူတစ်ယောက်ဖြစ်သွားတယ်လို့ပြောချင်တာမင်းလူဖြစ်ပြီမင်းအခုမှလူဖြစ်တာ
ဒီစကားကတော့မပွားများတဲ့ပုဂ္ဂိုလ်တွေတော်တော်ထိတယ်လို့ပြောရမယ်နော်တတိပဋ္ဌာန်တရားမပွားများပဲနဲ့နေအဲ့ဒီအချိန်ကဘာလဲတော့လူမဟုတ်ဘူးလို့သူကပြောချင်တာနော်တလူရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးနဲ့တွဲပြီးတော့သွားရင်တော့ပိုကောင်းမှာပေါ့နော်ခန့်ငယ်ကဆရာကြီးဦးလက်သိန်းရဲ့တရားတွေကိုဘုံဘုံကမြဲတမ်းလို့ဖွင့်တယ်အခုလည်းကြိုက်တော့မယ်ဟိုတနေ့တော့တပုံနားထောင်လိုက်သေးတယ်မနုဿလူဆိုတာဘာပြောတာလဲကာရဏမနတိဇာနာတိတိမနုဿောအဋ္ဌနတ္ထမနတိဇာနာတိတိမနုဿောကုသလမနတိဇာနာတိတိမနုဿောတဲ့မနုဿကိုဖွင့်တယ်အဓိပ္ပာယ်နော်ကာရဏဒါလှုပ်တဲ့နေဒါမလှုပ်တဲ့ဘူးလို့သိလို့လူတဲ့လူတိုင်းသိသလားအဲ့လိုဆိုရင်လူတိုင်းမလူဘူးပေါ့ဟုတ်တယ်နော်လူတိုင်းမလူဘူးလို့အဓိပ္ပာယ်ထွက်လာရနော်လှုပ်တဲ့နာမလှုပ်တဲ့နာကိုခွဲခြားသိမှလူတဲ့တချို့လှုပ်တဲ့နာမလှုပ်တဲ့နာမသိဘူးဒါကြောင့်မလှုပ်ချင်ရလျှောက်လှုပ်နေတာလှုပ်ချင်ရလှုပ်တော့ဖြစ်ချင်ရဖြစ်ပေါ့နော်အဋ္ဌနတ္ထမနတိဇာနာတိတိမနုဿောတဲ့အကျိုးရှိတာအကျိုးမရှိတာကိုခွဲခြားသိလို့လူတဲ့တချို့သိသလားမသိဘူးမသိလို့အကျိုးမဲ့တွေလှုပ်အကျိုးတွေမဲ့ကြအကျိုးတွေနဲကြနော်ကုသလမနတိဇာနာတိတိမနုဿောတဲ့ကုသိုလ်အကုသိုလ်ကောင်းတာနဲ့မကောင်းတာကိုခွဲပြီးတော့သိလို့မို့လူတဲ့ဟုတ်လားအခုဒီမှာသူတို့ပြောတဲ့စကားကိုအဲ့ဒီစကားလေးနဲ့ရှင်းပြီးတော့တွေးကြည့်နော်တွန်နာမမနုဿတံပတ္တာမင်းလူဖြစ်ပြီမင်းအခုမှလူဖြစ်တာမင်းလူနဲ့တူပြီမင်းလူနဲ့တူသွားပြီကောင်းနော်အဲ့ဒါကိုယ့်အကိုအဓိပ္ပာယ်ကိုချက်ပြီးတော့သာစဉ်းစားဘုန်းကြီးကစိတ်ကူးတဲ့ပေါ်တာထိုင်ပြောနေရရင်တော့အဲ့ဒါစွန့်စားနောက်ကြမယ်နော်ဟုတ်လားစွန့်စားနောက်ကြမယ်နော်အဲ့ဒါကဒုတိယချီးမွမ်းတဲ့စကားပါနော်တွန်နာမမနုဿတံပတ္တာမင်းလူအဖြစ်ကိုရောက်သွားပြီမင်းလူဖြစ်ပြီနောက်တတိယစကားဘာပြောတော့ဆိုအဲ့ဒါလေးတော့နည်းနည်းကျေပြန့်တယ်တဝဋ္ဌာယသမ္မာတံဗုဒ္ဓဥပ္ပန္နောဖះပွင့်လာတာမင်းအကျိုးရှိဖို့အတွက်ပွင့်လာတာပါတဲ့တတိပဋ္ဌာန်တရားပွားတဲ့လူကိုပြောတဲ့ချီးမွမ်းတဲ့စကားဖះပွင့်လာတာဟာမင်းအကျိုးရှိဖို့အတွက်ပွင့်လာတာမင်းအတွက်ဖះပွင့်လာတာပါပဲကွာအကယ်၍မြန်တတိပဋ္ဌာန်တရားနဲ့ကင်းမယ်ဆိုလို့ရှိရင်တော့ဖះပွင့်လာတာကိုယ်နဲ့ဘာမှမဆိုင်တယ်လို့ကြီးဖြစ်သွားတဲ့သဘောပေါ့ဟုတ်တယ်မို့လားဒါကလေးလေးနက်နက်တွေးကြည့်မှလက်ခံနိုင်မှာနော်အပေါ်ယံကုသိုလ်ကောင်းမှုတွေကိုဘုရားပွင့်လာလို့လှုပ်ခွင့်ရတယ်သိခွင့်ရတယ်ဆိုတာတွေတော့ရှိနိုင်ပါတယ်သို့တော့တတိပဋ္ဌာန်တရားထိမဆိုင်ဘူးတတိပဋ္ဌာန်တရားထိမရောက်ဘူးဆိုလို့ရှိရင်တော့ဘုရားနဲ့တွေ့တယ်သာသနာနဲ့တွေ့တယ်ဆိုတာသူ့အနေနဲ့ဘာမှပြောလို့တဲ့အကျိုးရှိတယ်လို့အဆိုနိုင်ဘူးတာမန်လောက်ပါပဲဟုတ်လားကံကံရဲ့အကျိုးလေးနားလည်ပြီးတော့ကောင်းတာလေးထိုင်လျောက်လေးလှုပ်သွားနှံယုံမျှနဲ့ရသော်ဘုရားနဲ့တွေ့ရကြုံနဲ့တယ်ခုဘုရားရဲ့အဆုံးအမနဲ့တွေ့ရတယ်ဆိုတာဘုရားနဲ့တွေ့ရတယ်လို့ပဲလေဘုရားအဆုံးအမဘုရားသာသနာနဲ့တွေ့ရကြုံနဲ့တယ်လို့အဲ့လောက်နဲ့တော့မဆိုနိုင်ဘူးဟုတ်လားတတိပဋ္ဌာန်တရားပွားများနိုင်တဲ့ကျင့်သုံးနိုင်တဲ့အဆင့်ကိုရောက်မှဘုရားအဆုံးအမဘုရားသာသနာနဲ့တွေ့ရကြုံနဲ့တယ်လို့ဆိုနိုင်မယ်ဟုတ်လားမြတ်စွာဘုရားရဲ့သာသနာတကယ်တမ်းကပညာကိုအဓိကသင်ကြားပေးတဲ့အဆုံးအမဘာဖြစ်လို့ပညာကိုအဓိကသင်ကြားပေးရတာတော့ဒေသနာတွေကိုအများကြီးကြည့်လိုက်တော့သီလရှိဖို့ပြောတယ်ဆိုတာလေအဆုံးစုံကြတော့ပညာစီကိုရောက်ဖို့ပညာကိုတွန်းအားပေးဖို့သီလရှိဖို့လိုတယ်ဟုတ်လားဟိုတနေ့ကဘုံ၅ပါးအိန္ဒိယ၅ပါးပြောခဲ့တာရှိတယ်လေတရားတရားတွေရှိရတယ်ဆိုတာလည်းပဲဒီပညာလေးအင်ရှင်မင်းသားဘဝနဲ့ရှင်ဘုရင်ဖြစ်ဖို့ဝရိယတွေရှိရတယ်ဆိုတော့လေဒီပညာလေးလူလားမြောက်ဖို့တတိတွေရှိရတာလည်းပညာဖို့တမာတိရှိရတယ်ဆိုတာလည်းပညာဖို့ဘယ်သူတော်ကောင်းတရားမျိုးမဆိုပညာရဖို့အတွက်ဘုံဘုံတို့လိုအပ်တာသဘောပေါက်ရလားမသိဘူးခုအဲ့ဒီပညာကိုတတိပဋ္ဌာန်တရားပွားများခြင်းဖြင့်တယ်ဘုံဘုံတို့စစ်မှန်တဲ့နိလန်းဖြင့်ရှာဖွေရရောက်တယ်ပေါ့ဟုတ်လားဒါကြောင့်ဘုရားသာသနာဘုရားအဆုံးအမနဲ့တွေ့ရကြုံနဲ့တယ်တွေ့ရကြုံမနဲ့ဘူးဆိုတာ
အဲ့ဒီပညာဘယ်လောက်ဖြစ်ထွန်းတယ်လဲမဖြစ်ထွန်းဘူးလဲဆိုတာကိုကြည့်ပြီးတော့ပြောရမယ်လို့ဘုံဘုံကတော့အဲ့လိုတွေးမိတယ်ဒါကြောင့်သူတို့ဒီစကားပြောတာနော်ဖះပွင့်လာတာဟာမင်းအကျိုးရှိဖို့ပါတဝဋ္ဌာယတနည်းအားဖြင့်မင်းဖះအဆုံးအမနဲ့တွေ့ရတာမင်းတို့အကျိုးရှိလိုက်တာတော့ဒီတရားနဲ့သာဘုံဘုံတို့ကင်းပြီးတော့နေမယ်ဆိုရင်သာသနာတော်မြတ်ကြီးနဲ့တွေ့ရတာကိုယ်တော့ဘာမှသိပြီးတော့အကျိုးမထူးလာဘူးလို့ပဲပြောရင်လည်းအကျိုးတော့နည်းနည်းတော့ရှိရင်ရှိမှာပေါ့ဒါပေမဲ့ရှိတယ်လို့ပြောရလောက်အောင်ထိအကျိုးထူးမရှိဘူးပေါ့ဟုတ်လားဒါကြောင့်မလို့သူတို့ရဲ့ချီးမွမ်းတဲ့စကားကဲတဲ့စကားလေးတွေဟာဘယ်လောက်ထိလေးနဲ့တလဲဆိုတာလေးပြန်ပြီးတော့ဏိကုံးချုပ်ကြည့်မယ်နော်တတိပဋ္ဌာန်တရားမပွားများဖြစ်ဘူးလို့ပြောတဲ့လူကိုစကားနှစ်ခွန်းဖြင့်ကဲရတယ်ဒီရထုတဝဇီဝိတံမင်းရဲ့အသက်ရှင်သန်ခြင်းဟာရှင်စရာကောင်းတယ်ဇီဝမာနပိတောမတတတိတာမင်းဟာရှင်လဲနဲ့သေနေတဲ့သူဟုတ်ပြီနော်တတိပဋ္ဌာန်တရားပွားများတဲ့ပုဂ္ဂိုလ်တွေကိုတော့စကားသုံးခုဖြင့်ချီးမွမ်းကြတယ်တဝဇီဝိတံသူဇီဝိတံမင်းရဲ့အသက်ရှင်သန်ခြင်းကကောင်းလိုက်တာမျက်နှိုးစရာကောင်းလိုက်တာတွန်နာမမနုဿတံပတ္တမင်းအခုမှလူဖြစ်တာမင်းလူနဲ့တူပြီတဝဋ္ဌာယသမ္မာသမ္ဗုဒ္ဓဥပ္ပန္နောဘုရားပွင့်လာတာမင်းအကျိုးရှိဖို့အတွက်ပါပဲတဲ့ဟုတ်လားဒါလေးတွေကိုဘုံဘုံတို့နှလုံးသွင်းနိုင်မယ်ဆိုလို့ရှိရင်တတိမိတ်လျော့ပြီးတော့နေရတဲ့အဖြစ်ကိုပို့ပြီးတော့ဘုံဘုံတို့နေပါလာအောင်ကြိုးစားခြင်းစိတ်ပေါက်မယ်ပေါ့တတိတရားနဲ့နေတဲ့အနေအထားလေးကိုပို့ပြီးတော့တိုးပွားလာအောင်များလာအောင်ကြိုးစားလို့စိတ်ပေါက်မယ်ပေါ့အဲ့ဒီအကျိုးတူနှစ်ရပ်ကိုမျှော်ကိုပြီးတော့ဘုံဘုံကဒီအကြောင်းအရာလေးကိုပြောပြပါတယ်ဟုတ်လားဒါသည်ပင်လေရဲ့အနုမောဒနာတရားလည်းဖြစ်တယ်ယောဂီများအတွက်လည်းပဲဘဝလက်ကြံမှာအလွန်လေးနေတဲ့တတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့နော်ဒုက္ခကိုအဆုံးသတ်ပေးနိုင်တဲ့ဉာဏ်ပညာကိုရအောင်ကြိုးစားနိုင်ဖို့ဒီလိုရည်ရွယ်ချက်နဲ့လည်းပဲဒီတရားအကြောင်းလေးကိုပြောပြတယ်ပေါ့နော်ဒါကြောင့်မိမိတို့ရဲ့ဘဝမှာအပ္ပမာဒလို့ဆိုတဲ့တတိတရားနဲ့နေနိုင်ပြီးတော့ဖြစ်ပေါ်လာတဲ့ဉာဏ်ပညာကြောင့်စစ်မှန်တဲ့ချမ်းသာတဲ့ဒုက္ခရဲ့အဆုံးကိုပြုနိုင်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးတော့9ရက်တာကြိုးစားအထောက်ခဲ့ကြရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုံညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းကဲအားလုံး9ရက်တာလောက်ခဲ့ကြရတဲ့ကုသိုလ်ကောင်းမှုအစုစုကိုအာယုံပြုပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုတို့သည်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အတွက်အားကြီးတဲ့အကြောင်းတရားတွေဖြစ်ပါစေလို့နိဗ္ဗာန်ကိုတောင်းတပြီးရင်ပြုထားတဲ့ကုသိုလ်ကောင်းမှုအစုစုရဲ့ဖို့ပါကကိုအားလုံးသောတတ္တဝါအနန္တအညီမြတ်ရပြီးတော့ချမ်းသာကြပါစေဆိုတဲ့မွန်မြတ်တဲ့စိတ်ဓာတ်နဲ့အများတမ်းပေးဝေကြနော်အားလုံးလိုက်ပြီးတော့ဆိုကြဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုအရှင်ဖေယဘုရားတပည့်တော်တို့9ရက်တိုင်ကြိုးစားအထောက်ခဲ့ရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့သည်မဲ့ညာဖို့ညာမျက်နှိပ်ပံကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဣဒံပုညဘာကံသဗ္ဗတတ္တနာဘာစီမအရှင်ဖေယဘုရားတပည့်တော်တို့ပြုလုပ်ခဲ့သောကုသိုလ်ကောင်းမှုအစုစုတို့ဤအဖို့ဘာကကိုဤကြောင်းတိုက်အတွင်း၌
မိတင်းနေထိုင်ကြကုန်သောမြင်အပ်မမြင်အပ်တတ္တဝါအပေါင်းတို့အားအစထား၍30ဘုံရှင်လီကုန်သောတတ္တဝါအနန္တတို့အားအညီအမြတ်ပေးဝေငှပါ၏အမြတ်ရကြ၍ကိုယ်စိတ်နှဖြာချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓု